ရန်သူတွေကလျက်တစ်ပြက်တိုက်ခိုက်ပြီးလှုပ်ရှားနေကြတော့လမ်းပေါ်မှာရောမြေအောက်ရထားပူတာမှာပါအပူတပြင်းလိုက်ဖမ်းနေကြတယ်ကျွန်တော်ကတော့ကမ္ဘာအစင်မီခြေရာခံကျွမ်းကျင်သူတယောက်ပါဒီတစ်ခေါက်ဖမ်းရမယ်ရာဇဝတ်ကောင်ရဲ့နာမည်ဝက်ကတော့ရှယ်တိုလို့ခေါ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း20ကသူဟာမိဘမဲ့ခေဟာကကလေးတွေကိုမွေးစားခဲ့ပြီးနောက်ပိုင်းမှာသူတို့ကိုအတော်ဆုံးတကူးတွေဖြစ်လာအောင်လေ့ကျင့်ပေးခဲ့တယ်သူတို့မှာကိုယ်ပိုင်စွမ်းရည်တွေရှိကြတယ်တချို့ကထိတ်တန့်ဟက်ကာတွေဖြစ်လာပြီးတချို့ကတော့မျက်စိတမိတ်အတွင်းရုပ်ဖြတ်နိုင်ကြတာပေါ့မကြသေးခင်ကသူတို့တစုဟာဒေါ်လာ2ဘီလီယံတန်ဖိုးရှိတဲ့ခရစ်ပတိုငွေကြေးတွေကိုအတူတူခိုးယူပြီးလွတ်မြောက်သွားခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီညမှာပဲကျွန်တော်ဟာရှယ်တိုရဲ့ခြေရာကိုရုတ်တရက်ရှာတွေ့ခဲ့ပါတယ်ရိမ့်မိမသွားစေဘူးနီနာကိုသူ့နောက်ကနေတိတ်တဆိတ်လိုက်ခိုင်းလိုက်တယ်ကျွန်တော်ကကားလေးကနေစောင့်ကြည့်နေတာပါအဲ့ဒီအချိန်မှာရှယ်တိုကလှည့်ကြည့်လိုက်လို့နီနာကမြေပြင်မှာပစ္စည်းရှာခြင်းအောင်ဆောင်လိုက်ရပြီးသူ့ခြေလမ်းတွေရက်သွားခဲ့တယ်ဒီလူကတကယ်ကိုသတိကြီးလုံးသူပါအခြေအနေကတင်းမာမှုအရှိန်မြင့်လာပြီးနီနာကအခြေအနေကိုလက်ချက်ကနေတဆင့်သတင်းပို့ခဲ့ပါတယ်ကျွန်တော်ကလက်ကိုပြန်ချဖို့ပြောလိုက်ပေမဲ့ရှယ်တိုကတခုခုမားနေပြီဆိုတာကိုရိမ့်မိသွားပြီးလှည့်ထွက်သွားဖို့ဖြစ်နေတဲ့အချိန်မှာပေါ့ရဲတယောက်ကကင်မရာကိုမတော်တဆလှုပ်မိလိုက်တာကြောင့်ရှယ်တိုကအဲ့ဒီပုံမှန်မဟုတ်တဲ့အခြေအနေကိုချက်ချင်းသတိထားမိသွားပြီးကျွန်တော်လည်းထိတ်လန့်သွားရတယ်နီနာကအကွာဝေးတစ်ခုကနေဆက်ပြီးခြေရာခံလိုက်ခဲ့တယ်နောက်ဆုံးမှာတော့အဆောက်အအုံတစ်ခုတွေကိုလိုက်ဝင်သွားပြီးလက်ချက်ကိုဖုံဖို့ဟက်ဖုန်းတက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်တခုခုမားနေပြီဆိုတာကိုသတိထားမိသွားတယ်အရင်ဗီဒီယိုကိုပြန်ကြည့်တော့သူကစီးလေးကလေးကနီနာကိုအကဲခတ်နေခဲ့တာတွေ့ရတယ်သူမဟာရဲမေတယောက်ဖြစ်တယ်ဆိုတာကိုရှယ်တိုကအတည်ပြုပြီးသားဖြစ်နေတာပါတက်လေကားလေးရောက်တော့သူဟာအိတ်ကက်ထဲကတမြောင်ကိုထုတ်လိုက်ပါတော့တယ်တကားပိတ်ခါနီအချိန်မှာကျွန်တော်ပြေးဝင်သွားပြီးသမီးလေးကိုဟက်ဖုန်းချွတ်ပေးတယ်လို့မျိုးဟန်ဆောင်ကလျှို့ဝှက်တဲ့ချက်ကိုအမြန်ဖြုတ်ယူလိုက်ပါတယ်ကျွန်တော်ကအဖေဖြစ်ဟန်ဆောင်ပြီးစကားပြောလိုက်တယ်ရှယ်တို့ကပထမချက်ကိုပြန်ဆင်းရမယ်လို့ပြောပြီးနီနာရဲ့နေရွက်ကိုတေချာအကဲခတ်နေခဲ့တာပါနှစ်ချက်မရှိတော့တာမြင်မှဓာတ်ကိုပြန်သိမ်းသွားတယ်ကျွန်တော်ကကင်မရာအသေးလေးဝှက်ထားတဲ့ပန်းသီးကိုပေးလိုက်တယ်ပြီးတော့ပန်းသီးကိုကိုက်ပြီးထွေးထုတ်လိုက်ရင်ကင်မရာကိုဒက်လီကားတောင်မှလျှို့ဝှက်တက်ဆင်ခဲ့ပါတယ်အပေါ်ဆုံးတက်ရောက်တဲ့အခါကျွန်တော်တို့အပြင်ကိုထွက်လာခဲ့ရတယ်။ဒလီကားတကားပိတ်တန်ကြတော့နီနာကလဲကြည့်ဖို့ပြင်ပေမဲ့ဆက်လျှောက်ဖို့ပဲကျွန်တော်သတိပေးလိုက်တယ်။သူကကျွန်တော်တို့ကိုချောင်းကြည့်နေတော့ပဲကျွန်တော်ကမျက်မှန်ကိုချွတ်ပြီးကိုင်းထဲကတော့ဖိန်ကရိယာကိုထုတ်လိုက်တယ်။ပြီးတော့တော့ကိုအမြန်ဖွင့်လိုက်ရတယ်။သူထွက်သွားပြီးရှစ်လွာမှနေတာကိုတီးလိုက်ရပါတယ်။ဒါပေမဲ့ထိတ်လန့်စရာကောင်းတာကတော့နောက်ပိုင်းမှာပေါ့သူဟာကျွန်တော်အိမ်ရဲ့တကားဝါမှာလက်နဲ့ကင်ထားရင်းနဲ့ရုတ်တရက်ရောက်လာပါတော့တယ်